ကောင်မလေးကယောက်ျားလေးလိုဟန်ဆောင်ပြီးသူမမောင်လေးကိုစားကြောင်းတက်ပေးခဲ့တာပါဒါပေမဲ့အတန်းထဲလဲဝင်ရောကဲတန်းလုံးကကြောက်ရတဲ့လူမိုက်ကောင်လေးတယောက်ကိုတွားပြီးစိန်ခေါ်မိလိုက်တယ်လို့ဖြစ်သွားပါတယ်အဲ့ဒီလူမိုက်ကောင်လေးကသူမကိုပြဿနာရှာတော့မဲ့အချိန်မှာပဲကန်ကောင်းကျင်တော့ဖုံးတစ်ချက်ဝင်လာလို့အပြင်ကိုထွက်သွားခဲ့ရပါတယ်ဆီယာမကိုတောင်ဂယုမဆိုင်ပဲအတန်းထဲကထွက်သွားတာကိုကြည့်ပြီးသူကတာမန်လူမဟုတ်ဘူးဆိုတာကောင်မလေးရိမ့်မိလိုက်တာပေါ့အတန်းဖော်တွေကလည်းအဲ့ဒီကောင်လေးကကျောင်းအုပ်ကြီးရဲ့သားဖြစ်ပြီးနောက်ခါသူ့ကိုသွားမစိန်ခေါ်ဖို့တတိပေးကြပါတယ်ကောင်မလေးကလည်းခေါင်းကြီးလက်ခံလိုက်တာပေါ့ဒါပေမဲ့သူမလုံးဝမျောလင့်မထားတာကယောက်ျားလေးလိုဝတ်ထားတဲ့သူမရဲ့ပုံစံကအရန်ချိုးနေတော့ကျောင်းကမိန်းကလေးတွေကြားထဲမှာရေပန်းစားသွားခဲ့တာပါပဲကောင်မလေးလည်းလန့်ချက်ပြီးအဝတ်လဲခန့်တဲ့ပြေးဝင်ပုံရင်းမောင်လေးစီဖုံးဆက်ပြီးကျောင်းမြန်ပြန်လာဖို့တောင်းပန်ပါတော့တယ်ဒါပေမဲ့သူ့မောင်လေးကတော့နောက်တစ်ပတ်ကြာမှပြန်လာနိုင်မယ်လို့ပြောတာပေါ့အဲ့ဒီအချိန်မှာပဲအပြင်ကမိန်းကလေးတွေကသူမနာမည်ကိုအော်ဟစ်ပြီးယူမတက်အားပေးနေကြပါတယ်သူတို့ကိုရှောင်ကျင်တာနဲ့ကောင်မလေးလည်းမိန်းကလေးအဝတ်စားပြန်လဲလိုက်ရတာပေါ့ Blog Fusion ကနေကြိုးဆိုပါရယ်အကောင်းဆုံးရုပ်ရှင်တွေကိုတင်ဆက်ပေးမှာပါအကောင့်ကိုလည်း like နဲ့ follow လေးလုပ်သွားကြပါဦးဒါပေမဲ့အပြင်ထွက်လာတဲ့အချိန်မှာတော့အဲ့ဒီမိန်းကလေးတွေအားလုံးကြောင်းအုပ်ကြီးသားကြောင့်နှံ့ပြီးထွက်ပြေးသွားကြတာကိုတွေ့လိုက်ရပါတယ်ကောင်လေးကသူမနာမည်ကိုမေးပေမဲ့သူမကတော့ပြန်မဖြေပဲထွက်လာခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အဲ့ဒီလိုဖမ်းမလုပ်တဲ့ပြုတ်မှုကပဲကောင်လေးရဲ့စိတ်ဝင်စားမှုကိုပိုပြီးဆွဲဆောင်လိုက်တယ်လို့ဖြစ်သွားခဲ့တာပေါ့နောက်ရက်မှာတော့ကောင်မလေးကယောက်ျားလေးလိုပြန်ဝစ်ပြီးကြောင်းတက်ရင်အိမ်သာသွားချင်လာပါတယ်ယောက်ျားလေးအိမ်သာထဲဝင်ဖို့လုပ်ပေမဲ့အထက်ကညင်ကွင်းကြောင့်လန့်သွားပြီးချက်ချင်းလေးပြန်ကမိန်းကလေးအိမ်သာထဲဝင်ပြေးပါတော့တယ်အဲ့ဒီမှာမိန်းကလေးနှစ်ယောက်ကညင်သွားပြီးသူမကိုလူထူးဆန်းလူမိုက်ဆိုပြီးထင်မှတ်ကတကားကိုလာထုပြီးချက်ချင်းထွက်လာဖို့အော်ပြောပါတော့တယ်ကောင်မလေးကလည်းမိန်းကလေးအတန်နဲ့သူမဟာတကယ်တော့မိန်းကလေးပါလို့အလောတကြီးရှင်းပြပေမဲ့ဘယ်သူမှမယုံကြပါဘူးသူတို့ကိုရှင်းရခတ်တာနဲ့ကောင်မလေးလည်းနောက်ဆုံးမှာမိန်းကလေးအဝတ်စားပြန်လဲပြီးအပြင်ထွက်လာခဲ့ရပါတယ်အဲ့ဒီမိန်းကလေးတွေစွန့်ပြီးအံ့ဩသွားတဲ့မျက်နှာတွေကိုကြည့်ကသူမကတော့လက်တောင်မကြည့်ပဲထွက်လာခဲ့တာပေါ့ဒါပေမဲ့အပြင်ရောက်ချင်းမှာပဲအဲ့ဒီလူမိုက်ကောင်လေးနဲ့ပြန်တိုးပါတော့တယ်ကောင်လေးကလက်ကမ်းပြီးသူနဲ့တငယ်ချင်းလို့ရအောင်လို့ပြောပေမဲ့သူမကတော့အေးဆက်ဆက်ပဲညင်းပြီးထွက်သွားဖို့ပြင်ပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးတယောက်ကကောင်မလေးကိုတားပြီးအဲ့ဒီကောင်လေးနဲ့ဘယ်တော့မှစကားမပြောဘူးတတိပေးပါတော့တယ်ကောင်မလေးကအဲ့ဒီမိန်းကလေးဟာကျောင်းအောင်ကြီးသားကိုသဘောကျနေတာမှန်ရိပ်မိသွားပြီးသူမကိုရွခဲ့ချင်တာနဲ့တမင်တက်မြေကြီးပေါ်လဲကျချင်အောင်ဆောင်လိုက်ပါတယ်ကောင်မလေးလဲကျသွားတာကိုမြင်တော့ကောင်လေးကချက်ချင်းပြေးလာပြီးဒဏ်ရာရသွားလားလို့မိကစေးပေးခန်းစီပွင့်ချီသွားပါတော့တယ်အဲ့ဒီမိန်းကလေးကတော့ကောင်မလေးတမင်တက်ဟန်ဆောင်နေတာလို့ဒေါသတကြီးအော်ပြောပေမဲ့ကောင်လေးကတော့ဂယုမဆိုင်ပါဘူးစေးပေးခန်းရောက်တော့ကောင်လေးကသူ့မလက်မောင်းကဝုန်းပဲ့တန်ရာကိုစေးထည့်ပေးပါရယ်ကောင်လေးဒီလောက်အထိဂယုဆိုင်တက်တာကိုကြည့်ပြီးကောင်မလေးနည်းနည်းတော့အံ့ဩသွားတာပေါ့စေးထည့်ပြီးလို့သူမပြန်ဖို့လုပ်တဲ့အချိန်မှာကောင်လေးကရုပ်ရှင်လက်မှတ်တစ်စောင်ကမ်းပေးပါတယ်ဒီလက်မှတ်ကရဖို့တော်တော်ခက်ခဲတာဖြစ်ပြီးတစ်စောင်နဲ့ပဲရှိရလို့ပြောကထွက်သွားခဲ့ပါတယ်မကြခင်မှာပဲရုပ်ရှင်စတင်ပြသမယ့်ရဲ့ရောက်လာခဲ့ပါတယ်သူမမောင်လေးကိုစားအတန်းတက်ပေးပြီးရဲ့နောက်မှာတော့ကောင်မလေးကဘလို့ရုပ်ရှင်မို့လို့ဒီလောက်တောင်လူကြိုက်များနေလဲဆိုတာစိတ်ဝင်စားသွားပြီးကျောင်းစင်းတော့ရုပ်ရှင်ရုံကိုသွားခဲ့ပါတယ်ဒါပေမဲ့သူမရဲ့သတ်မှတ်ထားတဲ့ခုံမှာဝင်ထိုင်လိုက်တာနဲ့ဘေးမှာထိုင်နေတာအဲ့ဒီကောင်လေးဖြစ်နေတာကိုတွေးလိုက်ရပါတယ်အဲ့ဒီတော့မှကောင်လေးကသူမကိုသူနဲ့တူတူရုပ်ရှင်ကြည့်ဖို့တမင်ခေါ်ခဲ့တာမှန်သိလိုက်ရတာပေါ့ခံကောင်းတာကကောင်လေးကယောက်ျားလေးလိုဝတ်ထားတဲ့သူမကိုမှတ်မိမသွားပါဘူးဒါပေမဲ့ကောင်လေးကတန်တရားစိတ်နဲ့ဒီရုပ်ရှင်လက်မှတ်ကမင်းစီဘလို့လောက်ရောက်နေတာလဲလို့မေးပါတယ်ကောင်မလေးလည်းသူမရဲ့အမှန်တရားကိုဖုံးကွယ်ဖို့အတွက်သူမကိုခိုးပြီးသဘောကျနေတဲ့မိန်းကလေးတယောက်ကပေးတာပါလို့ချက်ချင်းလိန်ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီစကားကိုကြားအားလိုက်ရတဲ့အခါမှာတော့ကောင်လေးကမျော်လင့်မထားရလောက်အောင်ကိုဒေါသထွက်သွားခဲ့ပါတော့တယ်